အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇလန်လေးကတော့ထူးဆန်းတဲ့အကျဉ်းထောင်တစ်ခုအကြောင်းပဲဖြစ်ပါတယ်ဇလန်အဆက်မှာတော့ Goring ဆိုတဲ့လူတစ်ယောက်အခန်းနံပါတ်48မှာနိုးလာခဲ့တယ်ဘေးနားမှာအဖိုးကြီးတစ်ယောက်နဲ့အခန်းအလယ်မှာအပေါက်ကြီးတစ်ခုကိုသူတွေ့လိုက်တယ်ထို့နောက်အဖိုးကြီးကပြောတယ်ဒါဟာအကျဉ်းထောင်တစ်ခုပဲနေ့တိုင်းအစားအစာအပိရှိတဲ့စင်ခုအပေါ်ကနေကျလာတယ်ငါတို့စားဖို့အတွက်အချိန်2မိနစ်ပဲရမယ်ပြီးရင်အောက်ကအခန်းတွေစီဆက်ဆင်းသွားလိမ့်မယ်လာကူမြင့်တော့အလေ့ကျအခန်းတွေပြောင်းရမယ်အောက်ဆုံးအခန်းရောက်လေစားရဖို့အခွင့်အရေးမရှိလေပဲလို့အဖိုးကြီးကပြောတယ်မကြခင်ပဲအစားအစာတွေကျလာပါတော့တယ်အဖိုးကြီးကအစားတွေကိုအမြန်စားနေချိန်မှာတော့ Goring တယောက်ကြောင်ကြည့်နေဟဲပါတယ်ပြီးတော့အစားအစာတွေပေါ်တသွေးထွေးလိုက်ပါတယ် Goring လည်းပန်းတီတစ်လုံးကိုအမြန်ယူထားလိုက်ပါတယ်အစားအစာတွေကိုယူရင်းအခန်းထဲအပူပေးခံရပြီးတေတံအပေးခံရမှာလို့အဖိုးကြီးပြောလိုက်တဲ့အချိန်မှာ Goring ကပန်းတီကိုလွှမ်းတင်လိုက်ပါတယ်အကျဉ်းသားတိုင်းဟာပစ္စည်းတစ်ခုယူဆောင်ခွင့်ရှိပြီး Goring ကတော့ Don Quixote စာအုပ်ကိုယူလာခဲ့တယ်အဖိုးကြီးကတော့ဓာတ်တလက်ကိုယူလာခဲ့တယ်Goring ကအောက်ထက်ကလူတွေကိုအစားအစာမြတ်တအောင်စားဖို့ပြောပေမဲ့ဘယ်သူမှနားမထောင်ပါဘူးတရက်မှာတော့အပေါ်ထက်ကလူတစ်ယောက်အပေါက်ထဲပြုတ်ကျတေဆုံးတာကိုမြင်လိုက်ရတယ်အဲ့ဒီနောက်မီဟာရူဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာစင်ပေါ်မှာထိုင်ပြီးပါလာတာကိုတွေ့ရတယ်သူမဟာပျောက်ဆုံးနေတဲ့ကလေးကိုရှာဖို့လတိုင်းအောက်ကိုဆင်းထားတတ်ပါတယ်နောက်နေ့မှာတော့ Goring ဟာအလွှာ280မှာအဖိုးကြီးကသူ့ကိုတတ်စားဖို့အတွက်ကျူးနဲ့ချီထားပါတယ်ပေါင်သားကိုလှီးဖို့လုပ်နေတော့မီဟာရူရောက်လာပြီး Goring ကိုကယ်တင်လိုက်ပါတယ် Goring ကိုဓာဖေးကတတ်ခိုက်လိုက်ပါတယ်နောက်တစ်လမှာတော့ Goring ဟာအလွှာ33ကိုရောက်သွားပြီးအခန်းပေါ်တဲ့အီမိုဂွီရီနဲ့တွေ့ရပါတယ်သူမကလူတွေသာလိုတလောက်ပဲစားရင်အားလုံးဖူလုံနိုင်တယ်လို့ယုံကြည်ပြီးအောက်ထက်ကလူတွေကိုစီးယုံပေမဲ့မအောင်မြင်ပါဘူးနောက်နေ့မှာတော့စင်ပေါ်မှာပါလာတဲ့ဒဏ်ရာရလာတဲ့မီဟာရူကိုကယ်တင်ရင်းသူမရဲ့ခွေးလေးဆုံးရှုံးလိုက်ရပါတယ်နောက်နေ့မှာတော့ Goring ဟာအလွှာ2မှာနိုးလာခဲ့ချိန်မှာအီမိုဂွီရီရဲ့သူ့ကိုသူတတ်တယ်သွားခဲ့ပါတယ်နောက်ဆုံးလမှာတော့သူဟာအလွှာ6ကိုရောက်သွားပြီးအခန်းပေါ်တဲ့ဘာဟာရတ်နဲ့ဆုံပါတယ် Goring ကဒီစနစ်ကိုတော်လန်ဖို့အစီအစဉ်ဆွဲပြီးဘာဟာရတ်နဲ့အတူစင်ပေါ်တက်ကအောက်ဆုံးထိဆင်းသွားဖို့ဆုံးဖြတ်လိုက်တယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့အစားအစာတွေကိုမျှတအောင်ဝေပေးဖို့နဲ့အပေါ်ဆုံးမှာတာဝန်ရှိသူတွေစီကိုတရင်စကားအဖြစ်ပန်ဒါကော့တာအချိုးဝေတစ်ခုကိုမစားဘဲအကောင်တိုင်းပြန်ပို့ပေးဖို့ပါသူတို့ဟာအောက်ထက်တွေကိုဆင်းရင်တိုက်ခတ်မှုတွေကြုံခဲ့ရပါတယ်အလွှာ333အောက်ဆုံးထက်ကိုရောက်တဲ့အခါမှာတော့ပိုက်ဆာနေတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်မီဟာရူရှာနေတဲ့ကလီမန်တီဖာတဲ့အခါမှာ Goring ကအချိုးပွဲကိုတရင်စကားအဖြစ်ထားခဲ့မယ်အစားပိုက်ဆာနေတဲ့ကောင်မလေးကိုကျွေးလိုက်ပါတယ်နောက်ဆုံးမှာတော့ Goring ဟာဒီကလေးကိုရင်ကသာအပေါ်ဆုံးကလူတွေကိုတုံလုတ်စေမယ်တကယ်တရင်စကားဖြစ်တယ်ဆိုတာနားလည်သွားပါတယ်ဒဏ်ရာတွေနဲ့အားနည်းနေတဲ့ Goring ဟာကောင်မလေးကိုစင်ပေါ်တင်ပေးကသူမအပေါ်ဆုံးထက်ကိုတက်သွားတာကိုကြည့်ရင်းနဲ့မောင်နှိုက်နေတဲ့အောက်ဆုံးထက်မှာကြံရစ်ခဲ့ပါတော့တယ်ကိုယ့်အသက်ကိုကယ်ခဲ့တဲ့မီဟာရူရဲ့သမီးလေးအသက်ရှင်တန်ဖို့အတွက်သူ့အသက်ကိုဆက်တေးသွားတဲ့ယူရဲ Goring ရဲ့အကျဉ်းထောင်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ